ဆိုတော့ဒီကနေ့ကျွန်တော်praise and worship ကျွန်တော်တီးရဆိုလို့ရှိရင်ပေါ့နော်church တွေမှာတီးရင်ကျွန်တော်ဒီ delay ပေါ့နော်ဒီ effect guitar effect မှာပါတဲ့ဒီ delay ကိုကျွန်တော်တို့ဘယ်လိုထိရောက်စွာအသုံးပြုမလဲဆိုတာကျွန်တော် sharing လုပ်သွားပေးမှာဖြစ်ပါတယ်တချို့တီးပြီးသားတွေလည်းရှိမယ်ပေါ့နော်ဆိုတော့ဒါမတီးသေးတဲ့လူတွေကျွန်တော် sharing လုပ်ခြင်းဖြစ်ပါတယ်ဟုတ်ပြီဆိုတော့ကျွန်တော်ကတော့ဒီမှာHX Storm ပေါ့နော်ဒီကောင်သုံးထားတယ်ဟုတ်ပြီကျွန်တော် worship လို့ပြောလိုက်တာနဲ့ကျွန်တော်ဒီလူတိုင်းကတော့သိပြီးသားပေါ့နော်တချို့ကမသိသေးတဲ့လူတွေတော့ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ဆိုတော့ dotted delay ကိုကျွန်တော်သုံးကြရတယ်ပေါ့နော်တော်တော်များများဆိုတော့ dotted delay ကျွန်တော်ဘယ်လိုချိန်မလဲဘယ်လိုမျိုးချိန်မှာအသုံးပြုတယ်လဲဆိုတာကျွန်တော်ပြောပြပေးသွားမှာဖြစ်တယ်ဆိုတော့ဒီမှာblock တစ်ခုပေါ့နော် delay effect တစ်ခုကိုကျွန်တော်ယူလိုက်တယ်ယူပြီးတော့ဒီမှာ time ဆိုတဲ့နေရာမှာကျွန်တော်GT1 တို့GT100 တို့ဘာလို့မှာဆိုရင်လည်းဒီ notes နဲ့ဟာတွေတော်တော်များများပါတယ်ပေါ့နော် model အဟောင်းတွေလည်းပါတယ်ဆိုတော့ဒီတချို့က notes မတွေ့ဘူးလို့ပြောတဲ့အခါမှာဒီဗာလဲဒီလို ms တွေနဲ့ပေါ့နော် millisecond တွေနဲ့ပြထားတာတွေရှိတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီလိုအရှည်လှည့်လိုက်လို့ရှိရင်notes ရောက်တဲ့ထိလှည့်လိုက်ရင်ကျွန်တော် notes ရွေးလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာဒီလိုတစ်ချက်နေတိုင်းဒီလို notes ရွေးလို့ရပါတယ်ဆိုတော့ကျွန်တော် dotted delay ကိုကျွန်တော်ရေးပြီးတော့ဒီမှာ feedback ကိုကျွန်တော်လောလောဆယ်ဒီလောက်ပဲထားထားမယ်ပေါ့နော် feedback နဲ့သူရဲ့ mix level ကိုဒီလောက်ပဲလောလောဆယ်ဒီလောက်ပဲထားထားမယ်ဆိုတော့တခြား effect တွေပိတ်တိုင်းမယ်နော်ဆိုတော့သူရဲ့ဒီ dotted delay ကကျွန်တော်ဘယ်လိုထွက်လဲဆိုတော့ကျွန်တော်နားထောင်ကြည့်အောင်ဆိုတော့ထနော်အဲ့လိုမျိုးတန်းနေဆိုတော့ဒီကောင်ကကျွန်တော်တို့က notes နဲ့ပေးလိုက်ပြီဆိုလို့ရှိရင်ပေါ့နော် notes နဲ့ပေးလိုက်ရင်သူက tab အတိုင်းပေါ့နော်ဒီလို tab tempo လောက်တဲ့အတိုင်းသူကသွားတာဖြစ်တယ်အခုဆိုဒီမှာဆိုအမြန် tab tempo လောက်ထားတော့သူကအမြန်ပြန်ပြီးတော့ပြန်ကန်တာပေါ့နော်အခုဒီမှာဆို1 2 3 4ပေါ့ဆိုအဲ့တိုင်းပြန်ကန်နေမှာသူ tempo တိုင်းပေါ့နော်သူ tempo တိုင်းသူပြန်ကန်တယ်ဆိုတော့အနေနဲ့လုပ်ချင်သူကအနေ tempo လုပ်လိုက်လို့ရှိရင်သူကအနေတိုင်းပြန်ကန်မှာပေါ့နော်ဆိုတော့1 2 3 4အဲ့ဒါအနေပြတိုင်း3 4ဆိုတော့အဲ့လိုမျိုးပေါ့နော်ဟုတ်ပြီကျွန်တော်အမြန်နဲ့ကျွန်တော်လုပ်ကြည့်မယ်နော်dotted delay ပေါ့နော် dotted delay ရဲ့သူရဲ့သွားတဲ့ပုံစံထွက်တဲ့ပုံစံပေါ့နော်ဟုတ်ပြီကျွန်တော်ဒါဆိုရင်အနေနဲ့ကျွန်တော်သိကြည့်မယ်ဆိုရင်ဒီ dotted delay ကိုအနေနဲ့ကျွန်တော်ထားမယ်ပေါ့နော်45တိုင်းပဲခုနတိုင်းပဲကျွန်တော်အနေနဲ့ထားကြည့်မယ်1 2သူ tab tempo လုပ်ရတယ်ဆိုကျွန်တော်ခုနကအမြန်သွားသိရင်သူ delay တွေကလွဲကုန်တယ်ပေါ့နော်ဒီလိုမျိုးကိုဒီအမြန်ပုံစံအမြန် tempo နဲ့ကျွန်တော်သိချင်1 2 3 4သူရဲ့ light တဲ့ပုံစံတွေကမတူတော့ဘာလို့လဲဆိုတော့ကျွန်တော် tempo ကလွဲသွားရ tempo လွဲသွားလို့ပေါ့နော်ဆိုတော့ tab လုပ်တဲ့ tempo တိုင်းကျွန်တော်sorry ကျွန်တော်တီးတဲ့အတိုင်းကျွန်တော် tab ကိုလုပ်ပြီးမှဒါဒီ dotted အဲ့ရလိုက်တာပေါ့နော်ဆိုတော့dotted delay သုံးမယ်ဆိုရင်ဒီလို notes တွေလိုက်သေးတာအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ဆိုတာတက်ဘယ်လိုပြောမလဲကျွန်တော်တို့တေချာမတုံးသက်လို့ရှိရင်ဒီလိုမျိုးဟိုမှာ rhythm တွေတီးလို့ရှိရင်ကျွန်တော်တို့ဒီ dotted delay ကကျွန်တော်နည်းနည်းအနောက်ရှက်ဖြစ်တယ်ပေါ့နော်ကျွန်တော် dotted delay ခုနထားတဲ့အတိုင်းပဲဟုတ်ပြီကျွန်တော် rhythm တီးမယ်ဆိုရင်ထားပါတော့
သူကအနောက်မှာအဲ့လိုမျိုးလိုက်နေတာပေါ့နော်အဲ့လိုဆိုတော့ rhythm တွေတီးလို့ရှိရင်ကျွန်တော်ဒီ dotted delay ကျတော့တိတ်အဆင်မပြေတော့ဘူးပေါ့နော်အနောက်တုံလိုက်အနောက်ရှက်သလိုမျိုးဖြစ်နေတခုတော့ရှိတယ်သူများကတော့တချို့ကတော့ဒီ feedback ကို short လိုက်တယ်ပေါ့နော် feedback ကို short တယ် mix နည်းနည်း short လိုက်နော်တခါလေတော့တီးတချို့ကျအဲ့လိုတုံးကြတယ်ပေါ့နော်တချို့ကြတယ်လည်းအဲ့လိုတုံးကြတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီ dual delay ပေါ့နော်နောက်ထပ် delay တစ်ခုတုံးတယ်အဲ့ဒါကျတော့ဥပမာကျွန်တော်တို့ဒီ switch ပေါ့နော်တစ်ခုနှစ်ခုသုံးခုအဲ့လို switch နေတဲ့ effect တွေကြာရင်ပို့ပြီးတော့ဆင်ပြေတယ်ပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုတော့ကျွန်တော်ဟုတ်ပြီကျွန်တော်ဒီ dotted delay ကိုခဏပြန်ပိတ်လိုက်မယ်ကျွန်တော်ဒီ delay တစ်ခုယူပြီးတော့ပေါ့နော်ဘာနဲ့သုံးမလဲဆိုတော့ quarter ပုံစံနဲ့သုံးမယ်ပြီးရင် feedback ကိုfeedback နည်းနည်းနဲ့ပေါ့နော် feedback ကို20 quarter ဆို14ပေါ့နော် quarter delay ပေါ့နော် quarter note delay feedback ကိုကျွန်တော်20ကြော်ပဲထားပြီးတော့ဒီ mix သူ့ရဲ့ level လဲ19ပေါ့နော်အဲ့ဝန်းကျင်လောက်ပဲထားလိုက်ကျွန်တော်အဆင်ပြေတယ်ပေါ့နော်ဆိုတော့အဲ့ဒီ quarter delay တိုင်းဆိုရင် quarter delay ကဒီလိုမျိုးအများကြီးမလိုက်ပေါ့နော်သူရဲ့ quarter delay ကကျတော့ကျွန်တော်ဒီတစ်ချက်ချင်းစီပဲသူရဲ့ C check က4အဲ့လို1 2 3 4 1 2 3 1 2 3 4 3 4ဆိုတော့အဲ့လောက်ပဲတော့เนาะအဲ့လောက်ပဲဆိုကျွန်တော် rhythm တီးဖို့အတွက်အဆင်ပြေတယ်ပေါ့နော်တိတ်မတိတာပေါ့နော်အနောက်မှာနည်းနည်းပဲဖင်ပြီးနည်းနည်းပဲကြံခဲ့တယ်ဆိုတော့ဒီဟာကကျွန်တော်quarter delay ပေါ့နော် quarter delay နဲ့သုံးတယ်ဆိုလို့ရှိရင်ဒီ rhythm တွေပါတီးရတာအဆင်ပြေတယ်ပေါ့နော်ဆိုတော့ worship အနေတွေတီးတဲ့ခါကျရင်လည်းဒီ quarter delay ကplugin တွေတီးရဆိုလည်းအဆင်ပြေတယ်ပေါ့နော်ဒီမှာ1 2 3 4 sorry ပါခုနကကျွန်တော်မီးလိုက်ရအဲ့နည်းနည်းဝင်နေလို့noise တွေနည်းနည်းပါသွားခဲ့ရင်ပေါ့နော်အားလုံးမြတ်တာရက်ခံပါတယ်ဆိုတော့ကျွန်တော်ဒီဥမာ plugin တွေဒီ worship ပိုင်းမှာကျွန်တော် plugin တွေတီးရဆိုလို့ရှိရင်လည်းဒီ quarter နဲ့အဆင်ပြေတယ်ပေါ့နော်အနောက်မှာ delay ပါယုံမယ်လောက်ပဲပေါ့နော်အရင်တည်းမသိတာဘူးအဲ့လို chun ထွက်နေရလည်းမရှိဘူးပေါ့နော်wet လည်းဖြစ်တယ်ဆိုတဲ့အခါမှာဥမာ delay မပါဘဲနဲ့ကျွန်တော်တို့ကတီးရဆိုလို့ရှိရင်ဒီလို66ရေးပေါ့နော်အဲ့ဒါ66ရေးဘာမှplugin တီးရင်တော့မှတော့တမျိုးကြီးပဲပေါ့နော်ဆိုတော့အဲ့ဒီ quarter delay လောက်ကိုကျွန်တော်ခံလိုက်တယ်ဆိုရင်တီးရတယ်နဲ့အဆင်ပြေတယ်ပေါ့နော်အနောက်မှာနည်းနည်းလေးဆူဆူလေးပါတယ်ပေါ့နော်အဲ့ဒါမှ reverb နဲ့ထည့်လိုက်ခြင်းအရင်လည်းရှုပ်မနေဘူးပေါ့နော်အဲ့ဒါမှကိုကဒီ dotted ကိုသုံးချင်တယ်ဆိုလို့ရှိရင်dotted အလုံးနေနဲ့နည်းနည်းလိုက်တီးချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီလိုမျိုးပေါ့နော်အဲ့ဒါဆိုရင်
ဒီကွာတာထည့်လိုက်ရပါတော့နည်းနည်းလေးထက်ရှိပါတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီဒါကတော့ကျွန်တော် dotted a note delay နဲ့ကျွန်တော် quarter note delay ကိုကျွန်တော်ရှင်းပြသွားပေးတာဖြစ်ပါတယ်ဆိုတော့တည်ပြီးသားလူတွေလည်းရှိမယ်ပေါ့နော်ဒါမသိသေးတဲ့လူတွေဥပမာဒီ stretch တွေတိတ်မလောက်ဘူးဆိုရင်ကျွန်တော်ဒီ dotted ကိုမသုံးဘဲနဲ့ဒီ quarter note delay မှာမှလို့ feedback နည်းနည်းနဲ့ပေါ့နော်ဒီ mix နည်းနည်းနဲ့ဆိုရင်ကျွန်တော် rhythm တွေရောဒီ blacking တွေရောတီးရအဆင်ပြေတယ်ပေါ့နော်ဆိုတော့ဖျားကြောင်ပါဆိုကျွန်တော်အများကြီးအသုံးဝင်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ရောက်စီရင်ပေါ်မှာဖျားတခင်တားကောင်းကြီးပြပါစေ